တင်ဆက်မှာတော့ပြည်သူ့ချစ်တော်နိုင်ငံတော်ဆိုတဲ့ရမင်းသမီးကျော်တန်တာလေးဟုတ်ကဲ့လူပညာရောက်တာထော်ပြီးကစားတယ်လို့မဲလားဒါကြောင့်ကြီးကျိုးတရေလေးလက်ခုပ်ဆိုမြမတူရဲ့အခြေခံပါပဲဗျာကြီးကျိုးတရေလေးလက်ခုပ်ဆိုမြမတူရဲ့အခြေခံဒီမှာဆိုစ조사တွင်းလို့အမျိုးသားရေးတောင်းကိုဦးထိပ်မှာပန်ဆင်ပြီးညံပြီးတခွင်ချိန်ချိန်တဲ့အောင်ပွဲခံလို့တိတ်တိတ်ထားရအောင်တန်တာလေးရဲ့အငိမ့်ကဒီတော့စာမြန်မာနိုင်ငံမှာဒီလိုမျိုးမျိုးကဟုတ်ပါ